မှုတော်သားဖြစ်တော်ကိုယ်စားလှယ်ဥပဒေပြုရေးဆိုင်ရာကော်မတီတာဝန်ဥပဒေတွင်ရပိုင်ခွင့်နှင့်သက်တမ်းတို့ကိုလွှတ်တော်ဒုတိယဥက္ကဋ္ဌကရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။ဒုတိယဥက္ကဋ္ဌအားရှင်းလင်းတင်ပြရန်စီမံပေါ်သို့ဖိတ်ခေါ်ပါတယ်။ဒီလားအပါတော့မိုင်းတိုင်းတွတ်တော်ဥက္ကဋ္ဌနဲ့တွတ်တော်ဆိုတဲ့ညမှာဒီတော့ကတော့မိုင်းတိုင်းဒေသကြီးတွတ်တော်ဒုတိယဥက္ကဋ္ဌဦးကျော်မြင့်ဖြစ်ပါတယ်။ဥရိပြည့်ရေးဆိုင်ရာကော်မတီတာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းများနဲ့ပတ်သက်၍ဖတ်ကြားသွားမှာဖြစ်ပါတယ်။အပိုင်းနှစ်ကော်မတီသည်2013ခုနှစ်တိုင်းဒေသကြီးတော်ဘုံဒီနယ်တွတ်တော်ဆိုင်ရာဥပဒေပုံမှန်နှစ်ဥပမာဝေဇာဝေအရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဖြစ်ပြီးကော်မတီတာဝန်များအပိုက်တော့ကော်မတီသည်ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများနဲ့ပတ်သက်၍ဥပဒေများကိုစီသိရတွင်ဥပဒေဤဥပဒေများနဲ့အညီဆောင်ရွက်ကြရသည့်အပြင်2008ခုနှစ်ပြည်ထောင်စုအခြေခံဥပဒေဘောင်ခွေးမှသတ်မှတ်ထားသည့်အောက်ပါအခြေခံမူများနဲ့အညီစီသိရေးဆွဲရပါသည်ကာကြီးနိုင်ငံတော်သမ္မတတော်မူဝါဒများဥပဒေကျေများနဲ့ညီညွတ်မှုရှိမရှိဟာဝေးကြောင်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပြည်သက်ဥပဒေများပါပြဋ္ဌာန်းချက်များနှင့်ညီညွတ်မှုရှိမရှိဒါဖြင့်နိုင်ငံတော်နှင့်နိုင်ငံပြည်သူတို့အကျိုးစီးပွားကိုအလေးထားပြီးကာကွယ်စောင့်ရှောက်ရေးကိုဥပဒေချင်းရှိမရှိကာကြီးနိုင်ငံတော်တည်တံ့ခိုင်မြဲရေးနှင့်